အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒီဆောင်မုံလာနဲ့ဆိုင်နေဆိုယူစကားလေးတွေကိုပြောပြပေးသွားပါမယ်ဒီဆောင်မုံလာနဲ့ပတ်သက်တဲ့ပွဲတော်ပန်းရာသီဥတုချီနေတွေကိုတည်ထားတင်နေပေါ့နော်ဒီဆောင်မုံလာဆိုတာမြန်မာတို့ရဲ့ယဉ်ကျေးမှုထုံးတမ်းစင်လာတွေနဲ့ပြည့်နေနေရလားတလားဖြစ်တယ်ဒါကြောင့်မလို့ဘာသာရေးဆိုင်ရာပွဲတော်အခမ်းအနားတွေကလည်းအင်မတန်များပြပါတယ်အဲ့လိုပွဲတော်တွေကထင်ရှားဆုံးပွဲကတော့ကထိန်ပွဲတော်ပဲဖြစ်ပါတယ်ဒီဆောင်မုံလာရဲ့ရာသီပန်းကခဝဲပဲမဟုတ်ခဝဲပွင့်နှုံတစောင်းမုံဆိုတဲ့ဆိုယူစကားလေးရှိပါတယ်။ဒါပြင်တစောင်းမုံမိုးကန်ကျိုးအောင်ရွာဆိုသလိုထညာဒေသတွေမှာတစောင်းမုံလာမှာကန်ကျိုးပေါအောင်မိုးတဲကြီးမဲကြီးရွာတဲ့ကြောင်းဆိုယူစကားလေးရှိပါတယ်။ဒါပြင်တစောင်းမုံမိုးဆွေကျွဲအိုနွားအိုသည်မိုးရက်ဆက်ရွာသုံးလို့ကျွဲအိုနွားအိုတွေတည်ကြည်ပျက်စီးရတယ်လို့ဆိုလိုပါတယ်။နောက်တစ်ခုကတော့ဖုံတုံးလုံးတုံးတစောင်းမုံနဲ့ဒီတာလေးကတော့စပါးဆိုင်ပြိုးသူတွေအတွက်အရေးကြီးတဲ့လာတလာဖြစ်တယ်ဆိုတဲ့အတိတ်ပဲကိုဖော်ဆောင်ထားတာပါဖုံဆိုတာကစပါးပင်များအနှံထက်ကစားအဖုံဖုံတဲ့ချိန်စပါးလုံးလေးတွေတင်းလာတဲ့အချိန်ကိုရည်ညွှန်းပြီးတော့ဖော်ပြပေးထားတာဖြစ်ပါတယ်ခုလိုတစောင်းမုံလာနဲ့ပတ်သက်တဲ့ဆိုရိုးစကားလေးတွေကိုလေ့လာသိရှိသွားပြီးဆိုတော့မိမိတို့အတွက်လိုအပ်တဲ့နေရာမှာပြန်လည်အသုံးချနိုင်မယ်လို့မျှော်လင့်ပါတယ်အဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်